တော့မြတ်စွာဘုရားဟောတာလေးကိုမှတ်သားကြည့်မြတ်စွာဘုရားဟောတာရှင်းရှင်းလေးသူ့ကိုရှင်းရှင်းလေးပြောတာပရဒါရသူတော်ဘာသမယနဲ့ပြုံမာတာဟာမကောင်းဘူးတဲ့မြတ်စွာဘုရားစတ္တာရိဌာနာနိနရောပမတ္တောယူမိုက်နဲ့ဒီအဘိစတိပရဓာရုပသေဝီသူတော်ဘာရဲ့မယားနဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်ဟာအချက်၄ချက်ကိုသွားညှိနိုင်တယ်ချက်၄ချက်နဲ့သွားညှိမယ်တဲ့ပရဒါရကံကျူးလို့ရင်အချက်၄ချက်နဲ့သွားညှိမယ်နံပါတ်၁ကအပုညလာဘံမကောင်းမှုအကုသိုလ်တွေမရနေမှာကျူးလွန်နိုင်အကုသိုလ်တွေဖြစ်နေတယ်အကုသိုလ်တွေရနေကုသိုလ်ရမှာမဟုတ်ပဲနဲ့အကုသိုလ်တွေရနေလူတွေကတော့ပြောတာပါတာအကုသိုလ်လို့မထင်ကောင်းမထင်ဘူးပေါ့နော်မြတ်စွာဘုရားကအပုညလာဘတဲ့မင်းပြစ်မှုကြီးမားတဲ့ပြစ်မှုအကုသိုလ်ကိုမင်းရတယ်နနိကမသေးယသူတော်ဘာရဲ့အိမ်တော်ဘက်နဲ့သွားပြီးပြစ်မှားတယ်ဆိုတာဘယ်အိတ်ကောင်းချင်းအိတ်ရမလို့ဘလောက်အခွင့်ရေးချောင်းနေရမှမသိတာအဲ့ဒါကြောင့်မလို့နနိကမသေးယစိတ်တိုင်းကြလည်းမအိတ်ရဘူးတဲ့ဒါမြတ်စွာဘုရားလက်တွေ့ကိုဟောတာနော်ရှင်းရှင်းလေးဟောတာပါမြတ်စွာဘုရားမင်းပရဒါရကိစ္စတွေဆက်လုပ်နေမယ်ဆိုရင်အကုသိုလ်တွေရနေမယ်အိတ်ကောင်းချင်းလည်းမအိတ်ရဘူးနေဒံတတ္တိယံမင်းလူတွေကကဲ့ရဲ့ရှုတ်ချတာတတ္တိယနိရိယစရုဋ္ဌငရဲရောက်ဖို့ကမင်းစတုဋ္ဌပဲဒီ၄ချက်တော့မင်းရင်ဆိုင်ရလိမ့်မယ်ပရဒါရလုပ်တဲ့ပုဂ္ဂိုလ်ဒီ၄ချက်ကိုရင်ဆိုင်ရမှာဖြစ်တယ်အကုသိုလ်ရခြင်းအိတ်ကောင်းခြင်းမအေးရခြင်းလူတကာရဲ့ကဲ့ရဲ့ရှုတ်ချမှုကိုခံရခြင်းသေတဲ့အခါငရဲချခြင်းဆိုတဲ့ဒီချက်၄ချက်မင်းရရှိခံစားရမှာတဲ့ဒါဒီဘဝမှာခံစားပြီးငရဲရောက်တယ်သေချာစဉ်းစားကြည့်တဲ့ဒီအလုပ်ဒီပြစ်မှုကျူးလွန်တာဟာအပုညလာဘောအကုသိုလ်တွေကြီးကြီးမားမားမင်းရတယ်ဂတိစပပိကနောက်ဘဝအတွက်လည်းမကောင်းဘူးတဲ့မင်းသွားရမယ့်လမ်းကြောင်းကနောက်ဘဝအတွက်ဆိုရင်နိရိယဂတိရဲရောက်ဖို့သေချာနေတယ်ပြီးတော့ဒီဘဝမှာလည်းပဲကြည့်လိုက်ပါအောင်တဲ့ဘိတတဘိတာယရတိစထောခိကာသူတော်သမယနဲ့ဆိုတော့အမျိုးသားမျိုးသမီးနှစ်ယောက်စလုံးဟာကြောက်လန့်နဲ့စိတ်တိုင်းရှိသူတို့ဟာအေးစေးစေးဒီပျော်ရွှင်မှုကိုရမှာမဟုတ်ဘူးအမျိုးသမီးကလည်းအမျိုးသားကလည်းသူတို့ကအရာဆိုရင်လူမိမှာကြောက်တယ်နော်အမျိုးသမီးကလည်းကြောက်တယ်ကြောက်လန့်နဲ့ဆက်ဆံရတယ်ဒါလည်းမကောင်းတဲ့ဟာပဲကြောက်လန့်နဲ့ဘိတတဘိတာယရတိစထောကိကာကြောက်လန့်နဲ့ပျော်ရွှင်မှုဆိုတဲ့ဟာဘယ်လိုလုပ်ပြီးတော့အရသာရှိကြောက်လန့်နေရတာ ਨੇ ကြောက်လန့်တကြဒီသူတို့ရဲ့ပျော်ရွှင်ပျော်ပါမှုဆိုတာဟာတပိုင်းကကြောက်နေရတယ်တပိုင်းကပျော်ရွှင်မှုကလည်းအပြည့်အဝမဟုတ်ဘူးသူတို့ဆွလို့တယ်မြတ်စွာဘုရားထောက်ပြတယ်စကားနော်အခြေအနေတစ်ခုထောက်ပြရာသာသထန္တံခရုကံပဏိတိတယ်ဒီကိစ္စမျိုးကိုဘယင်းတွေကလည်းကြီးမားတဲ့အပြစ်ဒဏ်ချမှတ်တယ်ခုခေတ်မှာမဟုတ်ရှေးခေတ်ကလည်းပြစ်ဒဏ်ချမှတ်တယ်နိုင်ငံတော်များများကြီးလေးတဲ့အပြစ်ဒဏ်ပေးတယ်ဒါမျိုးတွေကိုနော်ကြီးလေးတဲ့အပြစ်ဒဏ်ပေးတယ်ရာသာသထန္တံခရုကံပဏိတိတယ်ကြီးလေးတဲ့ပြစ်ဒဏ်ကိုတိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေကချမှတ်ခံရတတ်တယ်အဲ့တော့ပျော်ပါမှုအချိန်တွေကလည်းလွန်နေတယ်ကြောက်လန့်နေရလို့ပျော်ရွှင်မှုအချိန်တွေကလည်းလွန်နေတယ်ဘုရင်ရဲ့အပြစ်ဒဏ်ကလည်းကြီးလေးတယ်ဒီနှစ်ချက်ကိုပဲစဉ်းစားပြီးတော့နောက်ဘဝငရဲရောက်တယ်ဆိုတာသာထား
တတ္တမနရောပရဒါရဏတေဝေဒါကြောင့်အမျိုးသားတယောက်အနေနဲ့သူတို့ဘာမယားနဲ့ဆက်ဆံမှုမလုပ်ပါနဲ့